ဒီလို UI ကတ် animation ကို align motion မှာပဲလုပ်ထားတာပါဆိုတော့ဒီလို premium ဆန်တဲ့ animation ကိုလုပ်တတ်ချင်တယ်ဆိုရင်တော့ကျွန်တော်အသေးစိတ်ရှင်းပြပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ tutorial တွေကိုတွားလိုက်ကြရအောင် Okay project ကိုဖွင့်ပြီးရတဲ့ rectangle တစ်ခုကိုခေါ်လိုက်မယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ x axis ကို290 y axis ကို390ထားမယ်ပြီးသွားပြီဆိုရင်တော့အောက်ကကောင်လေးကို60ထားလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ cat animation လေးလုပ်လို့ရပြီပေါ့နော်ကျွန်တော် layer နောက်တစ်ခု duplicate လုပ်ပြီးတော့ stock ကိုဖွင့်လိုက်မယ်ကျွန်တော်တို့ stock ကိုဖွင့်လိုက်မယ် stock ကိုဖွင့်ပြီးတော့ color ကိုအဖြူအောင်လေးပေးပြီးတော့ကျွန်တော်တို့3လောင်ထားလိုက်မယ်ပြီးသွားပြီဆိုရင်တော့ဒီကောင်ကိုအောက်ကိုပို့မယ်ပြီးတော့ color and fitting မှာ color ကိုဖြောက်လိုက်မယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော် filter drawing ခေါ်ပြီးတော့ကျွန်တော် drawing ဆွဲသလိုပုံစံမျိုးပဲဆွဲပါဒီအပေါ်လေးကခေါင်းခေါင်းလေးဖြစ်နေရမယ်ပေါ့နော် Okay ဒီမှာ down ဖြစ်နေတဲ့ဟာလေးကိုကျွန်တော်တို့ filter drawing နဲ့ဝင်ပြီးတော့ခေါင်းခေါင်းလေးဖြစ်သွားအောင်လုပ်လိုက်ပါပြီးရင်တော့ color and fit ထဲလာပြီးတော့ကျွန်တော် gradient color လေးလုပ်လိုက်မယ်ကျွန်တော်ကဒီအပြာရောင်လေးနဲ့အဖြူရောင်လေးကိုထားတာပြီပေါ့နော်ဒီသားပြီဆိုတော့ cushion blur လေးယူပြီးတော့ကျွန်တော်တို့ blur လိုက်မယ် Okay ကျွန်တော်လိုအပ်တဲ့လောက်ညှိပြီးတော့အပေါ်ကိုသွားပြီးတော့ဒီသားပြီဆိုတော့ create clipping map ကိုယူလိုက်မယ်အဲ့လိုလုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီ UI ကတ်လေးကိုအလင်းကိုဖြတ်ထွက်အောင်လုပ်ချင်တာမို့လို့အောက်က rectangle လေးကို share ကိုဖွင့်လိုက်တယ်ဖွင့်ပြီးသွားပြီဆိုရင်တော့အလင်းနေရာဖြတ်ထွက်သွားပြီအဲ့ချိန်ကကြာရင်ကျွန်တော်ဒီ gradient လောက်ထားတဲ့ကောင်လေးကို duplicate ပွားလိုက်တယ်ပြီးသွားပြီဆိုရင်တော့ဒီ cushion blur လေးကိုထပ်ပြီးတော့ blur လုပ်လိုက်တယ်အဲ့ဒါပြီးသွားပြီဆိုရင်တော့ဒီ blending ရဲ့ OCD ထဲလာပြီးတော့ကျွန်တော် lighting effect ကိုရွှေ့လိုက်တယ် Okay လိုအပ်သလောက် adjust လုပ်တယ်ဒါဆိုရင်တော့သူက glow ပို့ပြီးဖြစ်သွားပြီပေါ့နော် glow ဖြစ်သွားတဲ့အကြောင်းရင်းကကြည့်ရတာပို့ပြီးတော့လှသွားတယ်အနီးကကြရင်လည်းပို့ပြီးတော့ကြည့်ရတာ smooth ဖြစ်တယ်ပေါ့နော် brother အနေနဲ့ကျွန်တော်ပြောတော့ပို့နားလေခြင်းနဲ့ကျွန်တော်ဘာကြီးသုံးရလဲဆိုတော့သိကျင်နေဆိုရင်အဆင်ပြေအောင်လို့ကျွန်တော် project file လေးနဲ့ထုတ်ပြီးတော့ကျွန်တော် Telegram channel မှာတင်ပေးဖို့ရှိတယ် comment မှာချပေးရတဲ့ Telegram channel မှာဝင်ပြီးတော့လာယူလို့ရပါတယ်အဲ့ဒါပြီးသွားပြီဆိုတော့ကျွန်တော်တို့ထည့်ခြင်းတဲ့ logo တစ်ခုခုကိုထည့်ပါမယ်ဒီကကျွန်တော်ထည့်ထားတဲ့ logo က black and white ပဲဖြစ်တာမို့လို့ chroma key နဲ့ပဲ background ဖြောက်လိုက်တယ်အဖြူအောင်ဖြောက်ပြီးတော့ကျွန်တော်လိုချင်တဲ့လောက်ကို adjust လုပ်တယ်ဒီ editing basic ကိုလေ့လာခြင်းတဲ့လူတွေအနေနဲ့ဆိုရင်တခြားသင်တန်းတက်စရာမလိုပဲကျွန်တော်နားမှာဆိုရင်ဒီ editing basic ကိုပြီးတော့ AI plus video editing တွေရော graphic design တွေကို free group တွေလုပ်ပေးထားတာရှိပါတယ်ကျွန်တော် comment မှာချပေးထားတဲ့ Telegram channel မှာလာရောက်ယူလို့ရပါတယ်အဲ့ဒါပြီးတော့ကျွန်တော် rectangle တစ်ခုခေါ်ပြီးတော့ Sona logo ပေါ်မှာအုပ်တယ်အဲ့ rectangle ကိုပဲ color fit ထဲလာပြီးတော့ကျွန်တော်ဒီအပေါ်က gradient အတိုင်းလုပ်တယ်ဒီအပြာရောင်လေးနဲ့ကျွန်တော်အဖြူရောင် gradient လုပ်တယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်တော့ဒီ logo ရဲ့အပေါ်ကိုပဲ Sona create clipping map ကိုပဲကျွန်တော်အုပ်ချလိုက်တယ်ပြီးသွားပြီဆိုရင်တော့အဲ့ gradient လောက်ထားတဲ့ကောင်းတဲ့ logo နဲ့ကိုကျွန်တော်တို့ group ဖွဲ့လိုက်တယ်ပြီးတော့ရင် duplicate လုပ်ပြီးတော့ကျွန်တော် cushion blur လေးထည့်ပြီးတော့ blur တယ်အဲ့ထဲမှာ blending ရောင် OCD လေးသွားပြီးတော့ကျွန်တော် light effect ကိုရွှေ့လိုက်တယ်Okay ဒါဆိုရင်တော့ကျွန်တော်တို့ကဒီအပေါ်ပိုင်း logo နဲ့ဒီ glow effect လေးဒီကရှာသွားပြီကျွန်တော်အောက်ကထည့်မင်းစာသားလေးကိုထည့်မယ်ကျွန်တော်မူရင်းဗီဒီယိုလောက်ထားတော့ဆိုရင်တော့ကျွန်တော် Gemini နဲ့ GPT မှာတွားမေးပြီးတော့အဲကစာလေးတွေကိုပဲကျွန်တော်ထည့်ထားတာဒါပေမဲ့ဒီမှာတော့ကျွန်တော်အလွယ်ကူဆုံးဖြစ်အောင်လို့ကျွန်တော်အဆင်ပြေမဲ့စာလေးကိုရေးလိုက်မယ်ပေါ့နော်Okay ပြီးသွားပြီဆိုရင်တော့ဒါကကျွန်တော်တို့က topic အနေနဲ့ထားအောင်ဖြစ်တဲ့အတွက်ဒီကောင်ကိုတော့နည်းနည်းကြီးကြီးလေးထားတယ်နောက်ထပ် task ခုကကြတော့ကျွန်တော်တို့ထည့်မယ့် information ပေါ့နော်ဒီမှာတော့ကျွန်တော်ကဒီ drive link တစ်ခုကိုပဲကျွန်တော်ထည့်လိုက်တယ် drive link တစ်ခုကိုထည့်ပြီးတော့ဒီကောင်ကကြတော့ကျွန်တော် information ဖြစ်တဲ့အတွက်ဒီကောင်ကကြတော့ကျွန်တော်အသေးလေးပဲထားလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ UI ကတ်လေးရသွားပြီလို့ပြောလို့ရတယ်ဒီကောင်ကိုကတ်တွေအများကြီးနဲ့တွားပြီးတော့ကျွန်တော်တို့ animation ဘယ်လိုလုပ်လို့ရလဲဆိုတော့ကိုကျွန်တော် part 2နဲ့လုပ်ပြပေးဖို့ရှိရပေါ့နော်ဒါကောင်နဲ့ part 2 tutorial ကြည့်ကြတယ်ဆိုရင် comment မှာ tutorial လို့ရေးခဲ့ပေးပါကျွန်တော် part 2လေးကိုလုပ်ပေးပါမယ်တကယ်လို့ premium app တွေဝယ်ဖို့လိုလာပြီဆိုရင်တော့ဒီ Telegram အကောင့်မှာတောင်းဝယ်လို့ရပါတယ် align motion တင်စာတွေမှာ1000ကျော်ရင်းနဲ့သူတို့စီမှာရပါတယ်တခြားသော ChatGPT Gemini တို့လို premium အကောင့်တွေဝယ်လို့ရပြီးတော့ကျွန်တော်သူတို့အကောင့်ကိုပင် comment မှာချပေးထားပါမယ်
ဆိုတော့နောက်ဗီဒီယိုမှာတွေ့လိုက်ကြရအောင်